ကမ္ဘာဖလားကြောင့်လူပိုတိလာတယ်ကိတ်ဘာဒီတော်ရရှင်များခင်ဗျာကိုရောင်ကြီးရဲ့ podcast ကနေကြိုဆိုပါရစေဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့မကြသေးမီကကမ္ဘာဘောလုံးလောကကိုရောကမ္ဘာခီးသွားလာရေးလောကကိုပါကင်လှုပ်သွားခဲ့တဲ့အာဖရိကတိုက်ကကျွန်းနိုင်ငံလေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒီနိုင်ငံလေးကတော့ကိတ်ဗာဒီသို့မဟုတ်ကာဘိုဗာဒီလို့ခေါ်တဲ့နိုင်ငံလေးပဲဖြစ်ပါတယ်ဒီနိုင်ငံလေးဟာအခု2026ကမ္ဘာဖလားမှာလူဦးရေအနှိမ်ဆုံးနိုင်ငံဖြစ်ခြေစစ်ပွဲအောင်မြင်လာပြီးတော့ကမ္ဘာအင်အားကြီးအသင်းတွေကိုဒုက္ခပေးနိုင်ခဲ့တဲ့အထိအမကန်ဆွမ်းဆောင်ပြသွားခဲ့ပါတယ်ဒီတော့ဒီနိုင်ငံလေးကဘယ်မှာရှိတာလဲပြီးတော့တမိုင်းကြောင်းကဘယ်လိုရှိသလဲနိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေကရောဘယ်လိုများဖြစ်မလဲကမ္ဘာဖလားကနေသူတို့ဘာတွေအကျိုးမြတ်ရသွားသလဲဆိုတာတွေကိုပြောပြသွားမှာဖြစ်ပါတယ်ကဲဒီတော့ကိတ်ဗာဒီဆိုတဲ့နိုင်ငံလေးဟာဘယ်နေရာမှာရှိတယ်လို့ထင်ပါသလဲကိတ်ဗာဒီဟာအာဖရိကတိုက်အနောက်ဘက်ကမ်းရိုးတန်းဇီနီဂေါနိုင်ငံကနေမိုင်ပေါင်း350ခန့်အကွာအတ္တလန္တိတ်သမုဒ္ဒရာထဲမှာတည်ရှိနေတဲ့ကျွန်းနိုင်ငံလေးတစ်ခုပါမိတောင်ပောက်ကွဲမှုတွေကနေဖြစ်ပေါ်လာတဲ့ကျွန်းစုနိုင်ငံဖြစ်ပြီးတော့လူနေထိုင်တဲ့ကျွန်း6ကျွန်းအပါအဝင်စုစုပေါင်းကျွန်း10ကျွန်းနဲ့ဖွဲ့စည်းထားပါတယ်နိုင်ငံရဲ့မြို့တော်ကတော့စန်တီယာဂိုကျွန်းပေါ်မှာရှိတဲ့ပရာယာမြို့ဖြစ်ပါတယ်လူဦးရေရကြည့်မယ်ဆိုရင်ကိတ်ဗာဒီရဲ့နိုင်ငံတွင်းလူဦးရေဟာ2024-2025 ခန့်မှန်းချက်တွေရ9သိန်းကျော်ကနေ6သိန်းကျော်ဝန်းကျင်ပဲရှိပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီနိုင်ငံဟာနိုင်ငံတွင်းနေထိုင်သူတဲ့နိုင်ငံရခြားကိုပြောင်းရွှေ့နေထိုင်သူအရေအတွက်ကပိုများနေတာပါပဲဥရောပအမေရိကန်ပေါ်တူဂီစတဲ့နိုင်ငံရခြားမှာတွားရောက်နေထိုင်တဲ့ကိတ်ဗာဒီယန်လူဦးရေဟာ1 သန်းကျော်ထိရှိပါတယ်ဒီကျွန်းစုလေးကို1456ခုနှစ်မှာပေါ်တူဂီစူးစမ်းရှာဖွေသူတွေကစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီချိန်တုန်းကကျွန်းပေါ်မှာလူနေထိုင်ခြင်းမရှိသေးပါဘူး1462ခုနှစ်မှာပေါ်တူဂီတွေကအခြေချနေထိုင်ခဲ့ပြီးတော့အာဖရိကအနောက်ပိုင်းကနေအမေရိကတိုက်ကိုကျွန်းတွေတင်ပို့ရောင်းချရာမှာအဓိကအချက်ချာဖြစ်တဲ့ကျွန်းကုန်းသွယ်ရေးစခန်းတစ်ခုဖြစ်လာခဲ့တာပါဒီလိုကျွန်းကုန်းသွယ်ရာကနေပေါ်တူဂီတွေဥရောပသားတွေနဲ့အာဖရိကန်တွေကြားသွေးနှောတွေရောရာကနေပြီးတော့ခရီအိုယဉ်ကျေးမှုနဲ့လူမျိုးပေါ်ပေါက်လာခဲ့ပါတယ်ယနေ့ခေတ်ကိတ်ဗာဒီလူဦးရေရဲ့81%ဟာအာဖရိကနဲ့ဥရောပသွေးနှောတဲ့ခရီအိုလူမျိုးတွေဖြစ်ပြီးတော့28%ကအာဖရိကန်တွေဖြစ်ပါတယ်တရားဝင်ရုံးသုံးဘာသာစကားကပေါ်တူဂီဘာသာစကားဖြစ်ပေမဲ့ပြည်သူအလုံးနီးပါးဟာပေါ်တူဂီနဲ့အာဖရိကစကားတွေပေါင်းစပ်ထားတဲ့ကိတ်ဗာဒီယန်ခရီအိုစကားကိုပဲနေ့စဉ်သုံးနေနဲ့ပြောဆိုကြတယ်လို့ဆိုပါတယ်ကိတ်ဗာဒီရဲ့သမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်ကတော့အာမေဂါကာဘရီဖြစ်ပါတယ်သူက PAIGC လို့ခေါ်တဲ့ဂီနီဘစ်ဆောနဲ့ကိတ်ဗာဒီလွတ်လပ်ရေးပါတီကို1956မှာတည်ထောင်ခဲ့ပြီးတော့ပေါ်တူဂီကိုလူနီစနစ်ကိုတွန်းလှန်ခဲ့ပါတယ်ကာဘရီဟာ1983ခုနှစ်မှာလုံခြံတပ်ဖြတ်ခံခဲ့ရပေမဲ့သူ့ရဲ့ကြိုးပမ်းမှုတွေကြောင့်1985ခုနှစ်ဇူလိုင်လ9ရက်နေ့မှာကိတ်ဗာဒီဟာပေါ်တူဂီလက်အောက်ကနေလွတ်လပ်ရေးရရှိခဲ့ပါတယ်လွတ်လပ်ရေးရောက်ပြီးနောက်ပိုင်းမှာ1985ကနေ1990ပြည့်နှစ်ထိကိတ်ဗာဒီဟာ PAICV ပါတီကတပါတီစနစ်နဲ့အုပ်ချုပ်ခဲ့ပါတယ်ဒါပေမဲ့1990ပြည့်နှစ်မှာတော့ဒီမိုကရေစီတောင်းဆိုမှုတွေကြောင့် Movement for Democracy MPD လို့ခေါ်တဲ့ပါတီအသစ်ပေါ်ပေါက်လာပြီးတော့1992ခုနှစ်မှာပထမဆုံးပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ပါတယ်အဲ့ဒီချိန်ကစလို့ကိတ်ဗာဒီဟာအာဖရိကတိုက်မှာအငြိမ်းချမ်းဆုံးနဲ့ဒီမိုကရေစီအထွန်းကားဆုံးနိုင်ငံတစ်ခုဖြစ်ရည်တည်နိုင်ခဲ့ပါတယ်လက်ရှိနိုင်ငံရေးစနစ်ကတော့ပါလီမန်သမ္မတစနစ်ဖြစ်ပြီးတော့အုပ်ချုပ်ရေးအာဏာအများစုဟာဝန်ကြီးချုပ်စီမှာရှိပါတယ်လက်ရှိဝန်ကြီးချုပ်ကတော့ MPD ပါတီကဦးလက်စကိုကိုရီးယား၏ဆေးဘာဖြစ်ပြီးတော့2016ခုနှစ်ကတည်းကစတင်တာဝန်ယူနေတာဖြစ်ပါတယ်သမ္မတတာဝန်ကိုတော့2021ခုနှစ်ရွေးကောက်တင်မြှောက်ခံထားရတဲ့အတိုက်ခံ
PAICV ပါတီက Jose Maria Neves ကတာဝန်ယူထားပါတယ်။ကိတ်ပါတီဟာတဘာဝတယံဇာတအလွန်ရှားပါးပြီးတော့မုတ်ခေါင်ရေရှားတံကိုမကြာခဏခံရတဲ့နိုင်ငံဖြစ်တဲ့အတွက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ဖို့အလွန်ခက်ခဲပါတယ်။စားနပ်ရိက္ခာ85%ကနေ80%လောက်ကိုပြည်ပကနေတင်သွင်းရပါတယ်။ဒါပေမဲ့သူတို့ဟာစီးပွားရေးကိုတော်တော်လေးကောင်းအောင်စီမံနိုင်ခဲ့ပါတယ်။နိုင်ငံစီးပွားရေးရဲ့80%ကျော်ဟာဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ခီးသွွားလုပ်ငန်း၊tourism ၊ပို့ဆောင်ရေးနဲ့ကုန်သွယ်ရေးတွေပေါ်မှီခိုနေပါတယ်။တဲတောင်မြင်လှလှလေးတွေနဲ့ကမ်းခြေတွေရှိတဲ့ Sal နဲ့ Boa Vista ကျွန်းတွေဟာခီးသွွားတွေကြားမှာရန်ကိုနာမည်ကြီးပါတယ်။ဒါ့အပြင်ငါးဖမ်းလုပ်ငန်းအထူးသဖြင့်တော့တူနာငါးနဲ့ပဇွန်တုတ်တွေငါးသက်တာတွေထုတ်လုပ်တဲ့လုပ်ငန်းတွေလည်းလုပ်ကိုင်ကြပါတယ်။နောက်ထပ်နိုင်ငံဝင်ငွေရဲ့အဓိကအရင်းမြစ်တစ်ခုကတော့နိုင်ငံခြားရောက်ကိတ်ဗာဒီယန်တွေစီကနေပြန်လွှဲပေးတဲ့ငွေကြေးတွေဖြစ်ပြီးတော့နိုင်ငံ GDP ရဲ့20%လောက်ထိရှိပါတယ်။2025ခုနှစ်ခန့်မှန်းချက်တွေအရလူထုချင်းစီရဲ့ဝင်ငွေဟာဒေါ်လာ9000ကျော်ဝန်းကျင်ရှိတဲ့အတွက်ကိတ်ဗာဒီဟာအလယ်လက်ဝင်ငွေရှိတဲ့နိုင်ငံဖြစ်သတ်မှတ်ခံထားရပါတယ်။နောက်တစ်ခါကိတ်ဗာဒီအကြောင်းပြောမယ်ဆိုရင်တော့သူတို့နိုင်ငံရဲ့အထင်ကြီးယဉ်ကျေးမှုသင်္ကေတတစ်ခုဖြစ်တဲ့ပါနိုဒိုဘရာရိုးရာလက်ကမ်းအမှုပညာကိုလည်းခြံထားလို့မရပါဘူး။နိုင်ငံရဲ့သမိုင်းကြောင်းလူမျိုးရေးရာနဲ့အမှုပညာတွေကိုထင်ဟပ်နေတဲ့အဖိုးအတန်အထည်လိပ်တစ်ခုဖြစ်ပါတယ်။ပါနိုဆိုတာပေါ်တူဂီဘာသာစကားအရအထည်ဖြစ်ပြီးတော့ဒိုအော်ဘရာကတော့ရှုပ်ထွေးခက်ခဲတာဒါမှမဟုတ်လက်ရာမြောက်တယ်လို့အဓိပ္ပာယ်ရတဲ့အတွက်ရက်လို့ရမှာအလွန်အချိန်ယူရပြီးတော့လက်ဝင်တဲ့အထည်ကိုစိုးလိုတာပါ15ရာစုနဲ့16ရာစုတွေမှာပေါ်တူဂီတွေကဒီကျွန်းမော်ကိုဝါကွန်းနဲ့မဲနဲ့စိုက်ပျိုးမှုတွေစတင်မိတ်ဆက်ခဲ့ပါတယ်ဒီအထည်တွေကိုအဓိကအဖြစ်အနောက်အာဖရိကကနေဖန်စီခေါ်ဆောင်ခံရတဲ့ကျုံရက်ကန်းသမားတွေကစတင်ရက်လုပ်ခဲ့တာပါဒီအမှုပညာဟာအာဖရိကရဲ့ရိုးရာရက်ကန်းနည်းပညာနဲ့ဥရောပပေါ်တူဂီတို့ရဲ့ geometry ပန်းမွင့်ဒီဇိုင်းတွေနဲ့ခရီးယန်ဘာသာရေးသင်္ကေတတွေကိုတချို့ကြပေါင်းဆက်ဖန်တီးထားတဲ့ထူးခြားတဲ့ယဉ်ကျေးမှုပေါင်းစပ်မှုတစ်ခုဖြစ်လာပါတယ်ဒီထည်တွေကိုရက်လို့ရမှာ15စင်တီမီတာကနေ20စင်တီမီတာခန့်သာကျယ်တဲ့အမြောင်းရှည်လေးတွေဖြစ်ရက်လို့ပြီးမှ6ခုကိုဘေးချင်းကတွဲချုပ်ခါအကျယ်35လက်မှ89လက်မှရှိတဲ့အထည်ဖြစ်ဖန်တီးကြတာပါအဖြူရောင်တဘာဝဝါချီနဲ့မဲနဲ့စိုးထားတဲ့အပြာရောင်ချီတွေကိုအဓိကအသုံးပြုပြီးတော့ကျယ်လေးပွင့်10ပွင့်ပုံစံစိမ်ပွင့်ပုံစံအစရှိတဲ့ရှုပ်ထွေးတဲ့ geometry ပုံစံတွေကိုလက်ရာဝင်စွာလက်ရာမြောက်စွာရက်လုပ်ကြပါတယ်အထည်ဒီဇိုင်းရှုပ်ထွေးမှုပုံမူတည်ပြီးတော့အဓိက3မျိုးခွဲခြားနိုင်တယ်လို့ဆိုပါတယ်နေ့စဉ်ဝတ်ဖို့အတွက်ရိုးရှင်းတဲ့အစင်းကြောင်းနေတာပါဝင်တဲ့အထည်သင်းငယ်ပြီးတော့ထက်ခါတလဲလဲပါဝင်တဲ့ geometry ပုံစံလေးတွေပါဝင်တဲ့အထည်နောက်တစ်ခါအကြီးမားဆုံးအရှုပ်ထွေးဆုံးနဲ့ဂုံတိတ်ခါကြီးမားဆုံးအထည်ဖြစ်ပါနိုဒီအိုဘရာကနေရာယူထားတာပါကိုလိုနီခေတ်နဲ့ကျုံကုံသွယ်ရေးအထွတ်ထိပ်တွေရောက်ချိန်မှာဒီပါနိုဒီအိုဘရာတွေကိုတန်မိုးကြီးမားလွန်းလို့အာဖရိကကမ်းရိုးတန်းတစ်လျှောက်မှာရွှေစင်စွယ်နဲ့ကျွန်းတွေနဲ့ဖလှယ်ဖို့အတွက်ငွေကြေးတရက်အဖြစ်ပါအသုံးပြုခဲ့ကြပါတယ်။ယဉ်ကျေးမှုရလဲကိတ်ပါတီအမျိုးသမီးတွေအထင်ကြီးအကတဲ့အခါမှာခါမှာပတ်ဖို့မင်္ဂလာဆောင်တွေမှာသတို့သမီးရဲ့တင်တောင်းပစ္စည်းဖြစ်ကလေးချီဖို့နဲ့သေဆုံးသူတက်ကြီးရွယ်အိုတွေရဲ့အလောင်းကိုဖုံးအုပ်ဖို့ထိလူတစ်ယောက်ရဲ့မွေးဖွားခြင်းကနေသေဆုံးခြင်းထိဘဝရဲ့အရေးပါတဲ့အချိန်တွေတိုင်းမှာအသုံးပြုကြပါတယ်19ရာစုမှာကုန်သွယ်မှုရပ်တန့်သွားတာမိုးကောင်ရေရှားမှုတွေနဲ့ဥရောပကစက်ယုံတွေအထည်တွေဝင်ရောက်လာတာကြောင့်ဒီရက်လုံမှုတွေကျဆင်းသွားခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့စန်တီယာဂိုနဲ့ဖိုဂိုကျွန်းတွေမှာပြန်လည်အသက်ဝင်လာနေပြီးတော့ဒေသခံဒီဇိုင်နာတွေကခင်မီဝတ်ထည်တွေအိတ်တွေနဲ့အလှဆင်ပစ္စည်းတွေမှာထည့်ဝင်အသုံးပြုလာတာကြောင့်နိုင်ငံရဲ့ထင်ကြီးမျိုးသားရေးသင်္ကေတလက္ခဏာတစ်ခုအနေနဲ့ဂုဏ်ယူစွာဆက်လက်ထိန်းသိမ်းထားလျက်ရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းဈေးပေါ်တဲ့အာရှထုတ်ကုန်ပစ္စည်းတွေဝင်ရောက်လာတာလူငယ်တွေရက်ကန်းလုပ်ကိုစိတ်ဝင်စားမှုနည်းလာတာနဲ့ကုန်ကျန်းဝါချီရှားပါမှုစတဲ့စိန်ခေါ်မှုတွေကတော့ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ဆိုပါတယ်ကဲဒီတော့အခုလိုကျွန်းနိုင်ငံငယ်လေးကိတ်ပါတီဟာကမ္ဘာဖလားခြေစစ်ပွဲကိုဘယ်စုံကနေပြီးတော့
ကန်ပြီးတော့အောင်မြင်လာတာလဲခြေစစ်ပွဲအောင်ပြီးတော့ကဘာတိလာတာလဲပေါ့နော်အစင်လာမရှိလူဦးရေနဲပါတဲ့ကိတ်ဘာဒီအသင်းဟာသူ့ကိုနာမည်ပြောင်း The Blue Sharks လို့နာမည်ပြောင်းပေးထားပါတယ်သူဟာ2026ကမ္ဘာဖလားပြိုင်ပွဲကိုအာဖရိကဆုံး CAF ကနေခြေစစ်ပွဲအောင်မြင်လာတာပါခြေစစ်ပွဲမှာနာမည်ကြီးကင်မရွန်လစ်ဗျာအန်ဂိုလာမော်ရီရှက်နဲ့အက်စဝါတီနီအသင်းတွေနဲ့တအုပ်စုတွေကျခဲ့ပါတယ်အဲ့ဒီမှာ10ပွဲမှာ9ပွဲနိုင်2ပွဲတည်1ပွဲရှုံးပြီးကင်မရွန်အသင်းကိုကြော်ဖြတ်ပြီးတော့အုပ်စုဘိုးဖြစ်နေသမိုင်းတစ်လျှောက်မှာပထမဆုံးချိန်ကမ္ဘာဖလားခြေစစ်ပွဲကိုအောင်မြင်ခဲ့တာပါအခုကမ္ဘာဖလားပြိုင်ပွဲကိုရောက်တော့လေစပိန်ဥရုဂွေးဆော်ဒီတို့လိုနာမည်ကြီးအသင်းတွေနဲ့ကြခဲ့ပါတယ်သူဟာတပွဲမှမရှုံးငယ်ပဲနဲ့ဥရောပချန်ပီယံစပိန်ကိုဂိုးမရှိသေးရေးဥရုဂွေးကို2ဂိုးစီသေးရေးဆော်ဒီကိုဂိုးမရှိသေးရေးထက်ကြခဲ့ပါတယ်၃ပွဲလုံးတည်ကြပြီးတော့အုပ်စုဒုတိယနဲ့ကမ္ဘာဖလားသမိုင်းမှာရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်တဲ့လူဦးရေအနည်းဆုံးအသင်းဖြစ်နေမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်ရှုံးထွက်အဆင့်ရောက်တော့လေလက်ရှိကမ္ဘာချန်ပီယံအာဂျင်တီးနားအသင်းနဲ့တွေ့ပြီးတော့မိနစ်90အတွင်းမှာမရှုံးခဲ့ပါဘူး2ဂိုးစီတည်ကြအောင်ကစားနိုင်ခဲ့ပါတယ်အချိန်မိုရောက်တော့မှအာဂျင်တီးနားကို3ဂိုး2ဂိုးနဲ့ကတ်ရှုံးပြီးပြိုင်ပွဲကနေလှလှပပထွက်ခွာခဲ့ရတာလို့ဆိုရမှာပါဒီတော့ဒီအောင်မြင်မှုကနေသူတို့ရဲ့အိမ်ပြန်ခီးမှာဘာတွေအကျိုးထူရသွားသလဲပေါ့အခုလိုကမ္ဘာဖလားမှာနာမည်ကြီးသွားတာနဲ့မျှလူတွေဟာကိတ်ဘာဒီဆိုတာဘာမှလဲလို့အင်တာနက်ပေါ်မှာရှာဖွေလာကြပါတယ်ကျွန်တော်တို့အခုဆိုရင်ကိတ်ဘာဒီအကြောင်းကိုကျွန်တော်ရဲ့ channel မှာပြောပြရသလိုပါပဲအမေရိကန်ခီးသွား website တွေမှာကိတ်ဘာဒီကိုရှာဖွေမှုဟာ8ဆအထိမြင့်သွားခဲ့ပြီးတော့ဥရောပရဲ့ agency တွေမှာ2ဆဂျပန်မှာ100%မြင့်တက်သွားခဲ့ပါတယ်ဒီအချက်ကခီးသွားလုပ်ငန်းကိုအဓိကမိခိုနေတဲ့နိုင်ငံအတွက်တော့ဒေါ်လာတန်ပေါင်းများစွာတန်တဲ့နိုင်ငံတကာကြော်ညာကိုအလကားရလိုက်သလိုပါပဲကိတ်ဘာဒီဘောလုံးအသင်းဟာနိုင်ငံတွင်းကကစားသမားတွေတင်မကဘဲနဲ့ဥရောပမှာမွေးဖွားကြီးပြင်းခဲ့တဲ့ကစားသမား15ယောက်ဥပမာအားဖြင့်နယ်သာလန်ပေါ်တူဂီပြင်သစ်ဒီနိုင်ငံတွေကိုရောက်နေတဲ့ကစားသမားတွေကိုခေါ်ယူစုစည်းထားတာဖြစ်ပါတယ်ဒီအောင်မြင်မှုကြောင့်နိုင်ငံရခြားမှာရောက်နေတဲ့ကိတ်ဘာဒီယန်မျိုးဆက်တစ်တွေဟာသူတို့ရဲ့မိခင်နိုင်ငံပေါ်မှာပို့ပြီးတော့ဂုဏ်ယူလာကြပြီးတော့နိုင်ငံတွင်းမှာယင်းနှမြုပ်နှံမှုတွေပိုမိုလုပ်ဖို့အတွက်တွန်းအားဖြစ်စေခဲ့တယ်လို့ဆိုပါတယ်အခုလိုနိုင်ငံဘောလုံးအသင်းအောင်မြင်မှုဟာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့တိုင်းပြည်ရဲ့နိုင်ငံသားယင်းနှမြုပ်နှံမှုတွေဖြစ်တဲ့တဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိမဲ့အဆင့်မြင့်ဟိုတယ်တွေလေကြောင်းလိုင်းချဲ့ထွင်မှုတွေအတွက်နိုင်ငံတကာကယုံကြည်မှုလည်းပို့ပြီးတော့ရရှိလာစေခဲ့ပါတယ်လူဦးရေရမ်းများပြီးတော့အရင်းမြစ်ပေါများတဲ့နိုင်ငံကြီးတွေသာအောင်မြင်နိုင်တယ်ဆိုတဲ့အယူဆကိုကိတ်ဘာဒီကရိုက်ချိုးပြလိုက်ပါတယ်ဒီတော့အချုပ်ပြောရရင်ကိတ်ဘာဒီဟာကျွန်ရောင်းဝယ်ရေးစခန်းတစ်ခုအဖြစ်ကနေလွတ်လပ်ရေးကြိုးပမ်းခဲ့ရပြီးတော့မုတ်ခေါင်ရေရှားမှုတွေကြားကနေဒီနေ့ခေတ်မှာအာဖရိကရဲ့ဒီမိုကရေစီအတည်ငြိမ်ဆုံးနဲ့ဝင်ငွေလဲလက်ရှိတဲ့နိုင်ငံဖြစ်ရည်တည်နေနိုင်တာဟာအင်မတန်ချီးကျူးစရာကောင်းပါတယ်အခု2026ကမ္ဘာဖလားကပေးလိုက်တဲ့လှိုင်းကြီးရက်ကနေတဆင့်ကိတ်ဘာဒီဟာဘောလုံးကွင်းထဲမှာတွေမကဘဲနဲ့ကမ္ဘာခီးသွားလာရေးနဲ့စီးပွားရေးစင်မြင့်ထပ်မှာပါနေရာတနေရာကိုအခိုင်အမာရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ကဲဒီတော့ကိတ်ဘာဒီကိုသွားလေကြမလားဒါမှမဟုတ်နေမယ်ဆိုရင်ကောဘလို့ဗီဇာတွေနဲ့နေလို့ရတယ်လဲဒါတွေတော့ဆက်ပြီးလေ့လာကြည့်ရအောင်ပါပါဒီနေ့ရဲ့ podcast season ကိုဒီမှာပဲရှင်းနာခွင့်ပြုပါနားဆင်ပေးခဲ့ကြသောသောတာရှင်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဒီနေ့ podcast ကိုနားဆင်ရတာအဆင်ပြေတယ်သဘောကျနှစ်ချိုက်တယ်ဆိုရင် subscribe button လေးကိုနှိပ်ပြီးတော့အားပေးခဲ့နိုင်ပါတယ်ခင်ဗျာ